ကိုဆူတောင်းတာဖြစ်တယ်အတနာခံပေးတာဖြစ်တယ်နော်တိမိုသေဩဝါဒစာဒုတိယဆောင်အခန်းကြီး1အခန်းငယ်16-18မှာတော့ရတဲ့အတိုင်းပဲအတနာခံပေးကြတာဖြစ်တယ်ဘုရားသခင်ကအတနာခံပေးတာဘုရားသခင်ကတနာချင်းပြဖို့အတနာခံပေးကြတာဖြစ်တယ်လောကမှာရှိတဲ့ကျွန်တော်တို့ကလုပ်တာဖြစ်တယ်အတနာခံပေးတာဖြစ်တယ်ကိုလွန်တော်သူတော်ရဲ့ဝိညာဉ်အတွက်သူတို့ခရိယန်ရဲ့ဝိညာဉ်အတွက်အပြစ်လုပ်မိပြီးတော့ကိုလွန်တော်တို့များရဲ့ဝိညာဉ်အတွက်သူတို့ရဲ့အပြစ်အတွက်တာဆက်ဖြစ်နေတဲ့အချိန်မှာဒီတန်းစင်နေချင်းခါရတဲ့အချိန်မှာကျွန်တော်တို့ကဘုရားသခင်ကတနာဖို့ကျွန်တော်တို့ကလောကကနေတောင်းပေးတာဖြစ်တယ်ဒါပေမဲ့တထေးကြီးနဲ့လာဇရုရဲ့ပုံဥပမာထဲကကျမ်းစာထဲအရာကဟိုမှာတထေးကြီးကဟိုးငရဲကြတယ်ငရဲကြနေပြတော့ကြောင့်ငရဲကနေထားအိုလည်းမရတော့ဘူးဆိုတော့အဲ့ဒီထက်ကိုကမတူတာပေါ့အဲ့ကြောင့်ငရဲကနေထားအိုလည်းမရတော့အဲ့ကြောင့်ကျွန်တော်အာစီအတင်းတော်နေရနေငရဲနေရောက်ပြီးသားဖခင်ကသူတို့အဲ့ဒီငရဲကိုရောက်ဖို့လှုပ်ထားပြီးသားအရာဆိုရင်ကျွန်တော်တို့တောင်းပေးလို့မရဘူးဒါပေမဲ့ကျွန်တော်ခရိယာနဲ့အားလုံးသိရမှာကကျွန်တော်တို့ကလူတယောက်ငရဲကြတယ်မကြဘူးဆိုတာကျွန်တော်တို့မသိဘူးလေဘယ်လိုပြောကျွန်တော်တို့မှာဆူတောင်းဖို့ကကျမ်းစာမှာခုနဘိုးလိုကလည်းတုတ်တငယ်ချင်းအိုနေတိဖို့ကတော့ဆူတောင်းပေးတယ်လို့ပေါ့အတနာခံပေးတယ်လို့ကျွန်တော်တို့ကအတနာခံပေးမယ့်အလုပ်ကကျွန်တော်တို့အလုပ်ဖြစ်တယ်လက်ခံခြင်းမလက်ခံခြင်းအလုပ်ကဖယားအလုပ်ဖြစ်တယ်ဆိုတော့ပြောချင်တာကကျွန်တော်ကတဲ့အတင်းတို့ရဲ့ကိုလွန်တော်သူများရဲ့ဝိညာဉ်အတွက်ဆူတောင်းပေးခြင်းအရာနဲ့လောကအနေရှိတဲ့ကျွန်တော်ခရိယန်တွေကနေဆူတောင်းပေးခြင်းအရာနဲ့ဟိုမှာငရဲမှာရောက်နေပြီးသားထာဝရငရဲတန်ကိုခံနေပြီးသားတယောက်ရဲ့ခေါ်တန်ကိုဖယားမကြားတော့တာနဲ့မတူဘူးနော်ဆိုတဲ့ဟာလေးကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ကက်သလစ်အတင်းတော်ကနေပြီးတော့ကိုလွန်သူများတော့ဆိုတော့ကက်သလစ်အတင်းတော်ကနေပြီးတော့ကိုလွန်သူများရဲ့ဝိညာဉ်အတွက်ဆူတောင်းပေးတယ်ဆိုတာကကျွန်တော်ခရိယန်တွေယုံကြည်သူတွေနော်သူတို့လောကမှာရှိတဲ့အချိန်မှာအပြစ်လွတ်မိတဲ့ပုဂ္ဂိုလ်တွေနောင်တမရဘဲနဲ့ဂျန်တော်တဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့ခန္ဓာကိုယ်မှာပြုလုပ်တဲ့အပြစ်အတွက်သူတို့ကအကျိုးစီရင်ချင်းခံကြရမှာဖြစ်တယ်ယေရှုကိုယုံကြည်ကြတဲ့အတွက်ကြောင့်သူတို့ကငရဲကိုပြန်တောင်းစရာအကြောင်းမရှိပါဘူးနော်မရှိဘူးလို့တို့ယူဆလို့ရတယ်တို့တို့ညာလည်းပဲတို့ရဲ့အမှားတွေအတွက်အပြစ်တွေအတွက်တော့တရားခရစ်တော်ရဲ့တရားပလင်ပေါ်မှာစီရင်ချင်းခံကြရမယ်ဆိုတဲ့လူဟာတခါတည်းတည်ပြီးတော့နော်တို့ရဲ့ဝိညာဉ်ကစီရင်ချင်းခံရမယ်ဆိုတာရှိတဲ့အတွက်ကြောင့်ကျမ်းစာကအဲ့ဒီစီရင်ချင်းခံရတဲ့အချိန်မှာအဲ့ဒါဟိုငရဲတထေးကြီးလို့ငရဲကိုရောက်တော့ဖို့မဟုတ်ဘူးနော်ကောင်းကင်ကိုဝန်တော်ဖို့ရတော့တို့တန်းစင်ချင်းခံရတဲ့အချိန်မှာတို့ကိုဆူတောင်းပေးခြင်းအရာပဲဖြစ်တယ်ဆိုတော့ဒီနေ့ကမတူညီတဲ့အတွက်ကြောင့်တထေးကြီးရဲ့လာဇရုရဲ့အကြောင်းတရားနဲ့